message အဝင်တွေအရှမ်းများပြီး reply ချက်ချင်းမပြန်နိုင်လို့မျှော်မှန်းထားတဲ့မယောင်းရဖြစ်နေတဲ့ပြဿနာတွေကိုဖြေရှင်းပေးနိုင်မယ့်နည်းလမ်းကောင်းလေးတွေကိုမျှဝေပေးချင်ပါတယ်အားလုံးပဲမင်္ဂလာပါရှင်ကျွန်မကတော့ Mob Digital Solution ရပါဒီနေ့မှာတော့မိတ်ဆွေလုပ်ငန်းရဲ့ online channel မျိုးစုံကနေဆက်တွေ့လာတဲ့ customer တွေရဲ့ message တွေကိုတစောင်မှလွတ်မသွားအောင်24နာရီလုံးပိတ်ရက်မရှိအလိုအလျောက် reply ပြန်ပေးမယ် AI chatbot နဲ့မိတ်ဆက်ပေးချင်ပါတယ် AI chatbot ကဘာတွေလုပ်ပေးနိုင်လဲဆိုရင် customer တွေရဲ့ message တွေကိုအလိုအလျောက်စနစ်နဲ့ချက်ချင်း reply ပြန်ပေးမယ် message reply မြန်တဲ့အတွက် customer တွေကမိတ်ဆွေလုပ်ငန်းရဲ့ customer service အပေါ်စိတ်ကျေနပ်လာမယ်ဒီစိတ်ကျေနပ်မှုကနေမိတ်ဆွေလုပ်ငန်းအပေါ်ယုံကြည်မှုပိုတိုးလာမယ်လုပ်ငန်းအပေါ်ယုံကြည်မှုတိုးလာတာနဲ့အမျှဝယ်ယူမှုနှုန်းနဲ့အယောင်းတွေလည်းတိတိတတာတိုးလာပါမယ် AI chatbot တုံးရတဲ့ကုန်ကျစရိတ်နဲ့စာပြန်တီးတဲ့ငားရတဲ့ page admin ရဲ့ကုန်ကျစရိတ်နှစ်ခုကိုနှိုင်းယှဉ်ကြည့်မယ်ဆိုရင် AI chatbot က message တွေဘလောက်များများတစ်စောင်မှလွတ်မသွားအောင်ချက်ချင်း reply ပြန်ပေးနိုင်တယ်customer တွေကဘယ်အချိန်မေးမေး24နာရီလုံးချက်ချင်းပြန်ဖြေပေးနိုင်တယ်။ဒါအပြင်နားရက်မရှိပိတ်ရက်မရှိအလုပ်လုပ်ပေးနိုင်တယ်။ message မှန်သမျှကို reply ချက်ချင်းပြန်ပေးနိုင်လို့ customer တွေစိတ်ကျေနပ်မှုရှိပြီးလုပ်ငန်းအပေါ်ယုံကြည်မှုတက်လာနိုင်တယ်။လုပ်ငန်းအပေါ်ယုံကြည်မှုတိုးလာတာနဲ့အမျှအယောင်းတွေလည်းတိတိတတ်တာတိုးလာနိုင်ပါတယ်ရှင်။ message reply အပြင် post တွေမှာ engagement တက်လာအောင်လဲ comment တွေကိုအလိုအလျောက်စနစ်နဲ့ဖြည့်ချပေးနိုင်တယ်။ story reply နဲ့ story mentions တွေကိုလည်းအလိုအလျောက်စနစ်နဲ့ဖြည့်ချပေးနိုင်ပြီးလိုပဲဆက်တွေ့လာပါစေမိတ်ဆွေလုပ်ငန်းအတွက်အမြဲအလုပ်လုပ်ပေးနိုင်တဲ့ AI chatbot တစ်ခုဖြစ်ပါတယ် AI chatbot ကို system ချပြီးတစ်ခါ trainer ယုံနဲ့ကို train ထားတဲ့အတိုင်းအတိအကျပြန်လုပ်ပေးနိုင်တဲ့အတွက်ဝန်ထမ်းရှာခက်တဲ့ပြဿနာနဲ့ဝန်ထမ်းအတိရောက်လာတိုင်းပြန် train ပေးနေရတဲ့ပြဿနာတွေကိုလည်းဖြေရှင်းပေးနိုင်ပါတယ်ရှင်ဒီချက်တွေကြောင့်မိတ်ဆွေလုပ်ငန်းမှာ AI chatbot တုံးဖို့စိတ်ဝင်စားရဆိုရင်အခုပဲ message ကနေ AI chatbot လို့ပို့ထားပေးလို့ရပါတယ်ရှင်။